Binance Exchange မှာ Spot Trade Trading ပြုလုပ်နေအသေးစိတ်ကိုလာပြီးတော့မျှဝေပေးမယ်ဖြစ်ပါတယ် Future Trading နဲ့ Spot Trade Trading ကဘာကွာလဲပေါ့နော် Future Trading ကြတော့ကိုယ်တိုင် Trading လုပ်ရတယ်အမြတ်များတယ်အရှုံးများတယ်အန်တရလည်းများတယ် Spot Trade Trading ကြတော့ AI auto ဝယ်ပေးတယ်လူကိုယ်တိုင် Trading လုပ်စရာမလိုဘူးအရှုံးလဲနည်းတယ်အမြတ်လဲနည်းတယ်အန်တီရလဲနည်းတယ်ပေါ့နော် Spot Trade Trading ကြားတော့ဘယ်လိုအလုပ်လုပ်တယ်လဲဆိုရင်စေးကြတဲ့အချိန်မှာ AI က auto ဝယ်ပြီးစေးတက်တဲ့အချိန်မှာ AI က auto ရောင်းသွားမယ်ဖြစ်ပါတယ်เนาะအဲ့တော့ Spot Trade Trading ကဘယ်လိုစေးကွက်အရှင်နေမှာအမြတ်ရှာနိုင်တယ်လဲဆိုရင်စိုင်းဝေသွားတဲ့အချိန်ဘေးတိုက်သွားတဲ့အချိန်မှာအမျက်ရှာလို့ကောင်းတဲ့အချိန်ပေါ့နော်။ဘာဖြစ်လို့လဲဆိုရင်ဈေးကျတဲ့အချိန်မှာဝယ်ပြီးတော့ဈေးတက်တဲ့အချိန်မှာအော်တိုရောင်းတာပေါ့နော်။ဥပမာ BTC 8200ကနေမှ BTC 8500ကြားပေါ့နော်။ဒီကြားမှာဘေးတိုက်သွားမယ်ဆိုရင် AI က8200ကျရင် AI ကအော်တိုဝယ်ပြီးတော့ဘယ်လောက်လဲ8300 4000ဆိုရင် AI က auto ရောင်းပေးမယ်ဖြစ်ပါတယ်เนาะ Spot Trading ကသူကဈေးအတက်ကြမ်းရင်လည်းအမြတ်မချနိုင်ဘူးဈေးအကျကြမ်းရင်လည်းအမြတ်မချနိုင်ဘူးပေါ့เนาะဒီ8200 8500ကြားကအကွာအဝေးပဲအယောင်အဝယ်ပြုလုပ်ပေးတာပေါ့နော်ဥပမာဈေးအကျကြမ်းရင်လည်းဒီ Spot Trading ကသူ့အလိုလိုနဲ့အရက်သွားတာတို့သူ့အလိုလိုနဲ့ဆိုင်းငုတ်တာတို့ပေါ့နော်ဈေးအတက်ကြမ်းရင်လည်းသူ့အလိုလိုဆိုင်းငုတ်တာတို့ချစ်တာပေါ့နော်အဲဒါကြောင့်မလို့ဆိုင်းဝေးသွားတဲ့အချိန်မှာပဲအမျက်ရှာလို့ရတယ်ပေါ့နော်အဲဒါကြောင့်မလို့အချိန်မကုန်အောင် Spot Trading ပြုလုပ်နည်းလေးကိုတွားပြီးတော့ကြည့်ရအောင်နော်မတွားခင်မှာ subscribe နေထားဖို့မမေ့နဲ့ like နေတာလည်းမပြင်ပါဘူးပေါ့နော်နေထားဖို့မမေ့နဲ့နော်ပထမဦးဆုံး Binance ကိုဝင်လိုက်ပါ Binance ကိုဝင်ပြီးပြီဆိုရင်အပေါ်မှာ Trading Bot ကိုနှိပ်လိုက်ပါ Trading Bot ကိုနှိပ်ပြီးပြီဆိုရင် Support Grid ချိမယ် Future Grid ချိမယ်ဖြစ်ပါတယ် Support Grid ကိုရွေးလိုက်ပါဒီဗီဒီယိုမှာ BTC USDT ကိုဥပမာအနေနဲ့ Trading လုပ်ပြမယ်ဖြစ်တဲ့အတွက် Copy ကိုနှိပ်လိုက်ပါ BTC USDT ကို Copy နှိပ်လိုက်မယ်ဖြစ်ပါတယ်ပြီးရင်ဒီစာမျက်နှာကိုရောက်လာမယ်ဖြစ်ပါတယ်เนาะအောက်ကအစိမ်းရောင်မြင်းချောင်းနဲ့အပေါ်ကအနီရောင်မြင်းချောင်းကိုတွေ့ရမယ်ဖြစ်ပါတယ် BTC ဈေးကအစိမ်းရောင်မြင်းချောင်းဘက်ကိုကြခဲ့မယ်ဆိုရင် auto ဝယ်တာပဲဖြစ်ပါတယ်အစိမ်းရောင် area က auto ဝယ်တာပဲဖြစ်ပါတယ် BTC ဈေးကအနီရောင်မြင်းချောင်းဘက်ကိုတက်သွားခဲ့မယ်ဆိုရင်အနီရောင် area ကိုရောက်ခဲ့မယ်ဆိုရင် auto ရောင်းလိမ့်မယ်ဖြစ်ပါတယ်အစိမ်းဘက်ကိုကြမယ်ဆိုရင် auto ဝယ်မယ်အနီဘက်ကိုဈေးတက်မယ်ဆိုရင်auto ရောင်းမယ်ဖြစ်ပါတယ်เนาะပြီးရင် copy ကိုနှိပ်လိုက်ပါ copy ကိုနှိပ်ပြီးဆိုရင်ဒီနေရာကိုရောက်မယ်ပေါ့เนาะအကန့်အသတ်တော့$125ရှိမှသာလေစလို့ရမယ်ဖြစ်ပါတယ် copy လို့ရမယ်ပေါ့เนาะအကန့်အသတ်တော့$125ပေါ့เนาะတနေ့နဲ့တနေ့မတူဘူးပေါ့เนาะတချို့ကြတော့လေတချို့နေ့တွေကြတော့လေ190တချို့နေ့တွေကြတော့လေ150ပေါ့เนาะတရားလောက်ရှိမှ trending လုပ်လို့ရမယ်လို့တော့ထင်တယ်ပေါ့เนาะဒီအောက်မှာဒေါ်လာဘယ်လောက်ထည့်မလဲဆိုတာကိုရွှေ့လို့ရတာပေါ့เนาะအနည်းအများချိန်လို့ရအောင်ရွှေ့လို့ရတယ်ပေါ့เนาะကိုဘယ်လောက်ယူမှလဲဒီအောက်မှာရွှေ့လို့ရရပေါ့เนาะဒီဗီဒီယိုမှာတော့150စမ်းကြည့်မယ်ပေါ့เนาะရွှေ့ကြည့်လိုက်မယ်เนาะ150ရွှေ့လို့မရရင်ရေးလိုက်မယ်ပေါ့နော်โอเคရေးလိုက်တော့မယ်150ရေးလိုက်တော့မယ်မမှန်သေးဘူးပေါ့နော်တိတ်မတိကြဘူးပေါ့နော်အဲ့ရေးလိုက်တော့ပေါ့နော်150ရေးလိုက်မယ်ပြီးရင်ဒီအောက်မှာ stop loss တွေထည့်လို့ရတယ်ဒါပေမဲ့မထည့်တော့ဘူးပေါ့နော်စင်တင်ပြစ်ပြီးဆိုရင် create ကိုနှိပ်လိုက်ပါပြီးရင် confirm ကိုနှိပ်လိုက်ပါเนาะဒါဆိုရင်တော့ order တင်ပြီးပြီပေါ့နော် order ကိုကြည့်ဖို့ order ကိုနှိပ်လိုက်ပါเนาะအောက်မှာပေါ့နော်ဒါဆိုရင်ဒီစာမျက်နှာလေးကိုရောက်လာမယ်ဖြစ်ပါတယ်เนาะ history မှာကြည့်ပါ running ကိုကြည့်ပါ running ပေါ့နော်ပြီးရင်ဒီ open order မှာလည်းစစ်ကြည့်လို့ရတာပေါ့နော် edit ကိုနှိပ်ကြည့်မယ်ဆိုရင် stop loss ထည့်လို့ရတယ် take profit ထည့်လို့ရတာပေါ့နော်ဒါပေမဲ့မထည့်တော့ဘူးเนาะမထည့်လည်းဘာမှမဖြစ်ဘူးပေါ့နော်အန်တရမရှိပါဘူးပေါ့နော်ပြီးရင်အဆုံးသတ်မယ်ဆိုရင် ENDN ကိုနှိပ်လိုက်ပါပြီးရင် confirm ကိုနှိပ်လိုက်ပါเนาะအဆုံးသတ်လို့ရသွားလိမ့်မယ်ပေါ့နော်ဒါပေမဲ့အဆုံးမသက်သေးဘူးပေါ့နော်စမ်းကြည့်အောင်မယ်ပေါ့နော်
ပြီးရင် profit withdraw ကိုနှိပ်ကြည့်လိုက်ပါ profit withdraw ကိုနှိပ်ကြည့်မယ်ဆိုရင် great profit ကြတော့0ပဲရှိသေးတယ်အောက်ပေါ့နော် fee ဆိုတာအခွန်က 6.54 USDT ပေါ့နော် withdraw amount ကလည်း0ပဲရှိသေးတယ်ပေါ့နော်အမြတ်က$5လောက်ရမှသာလျှင် withdraw လို့ရမယ်ပေါ့နော်order ကြည့်ဖို့ trading board ကိုနှိပ်ပြီးတော့ကြည့်လို့ရပါတယ်เนาะ3ရက်လောက်စမ်းကြည့်မယ်ပေါ့เนาะအမြတ်ဘယ်လောက်ရမလဲပေါ့เนาะ support grade trading လောက်တာ3ရက်ကြာသွားပြီဆိုရင်ကိုယ့်ရဲ့ order ကိုဘယ်မှာသွားစစ်ရမလဲ order ဘယ်လိုကြည့်ရမလဲပေါ့เนาะအဲ့တော့ကျမတို့ trading board လေးကိုနှိပ်လိုက်ပါ trading board နှိပ်ပြီးပြီဆိုရင် all order ကိုနှိပ်လိုက်ပါเนาะဒါဆိုရင်ဒီနေရာမှာပေါ်လာလိမ့်မယ်ဖြစ်ပါတယ်ဘယ်လောက်မြက်လဲဘယ်လောက်ရှုံးလဲဆိုတာဒီနေရာမှာပေါ်လာလိမ့်မယ်ဖြစ်ပါတယ်เนาะအဲ့တော့အရင်ကတော့150ဖြစ်ပါတယ်ပေါ့เนาะဒီစေးနှုန်းအကွာအဝေးပေါ့เนาะဒါကတော့93,200ကနေမှ7,5,200ကြားကနေရောင်းလိုက်ဝယ်လိုက်အော်တိုရောင်းမယ်အော်တိုဝယ်မယ်ဖြစ်ပါတယ်เนาะအဲ့တော့ဒီအောက်မှာကြည့်လိုက်ပါထိုး profit ဆိုတာကတော့ဘယ်လောက်လဲဆိုရင်တော့1.12%ပေါ့နော်ပြီးရင်ဒီမှာ great profit ကိုကြည့်အောင်เนาะ great profit ကြတော့ great profit ကဘယ်လောက်ရတယ်လဲဆိုရင်3.93 USDT ရတာပေါ့เนาะစုစုပေါင်းကတော့လက်ရှိစုစုပေါင်းကတော့ဘယ်လောက်ရမလဲဆိုရင်$152ရမယ်ဖြစ်ပါเนาะကိုရဲ့အရင်ကတော့150ရင်းနဲ့$152ပြန်ရမယ်ဖြစ်ပါเนาะအဲ့တော့လက်ရှိက BTC ဆေးတက်ပြီးဖြစ်သွားတဲ့အတွက်ဒီ order ကိုပိတ်ရတော့မယ်ဖြစ်ပါเนาะဘာဖြစ်လို့လဲဆိုရင်သူက93,200ကနေမှ85,200ကြားကိုအယောင်အဝယ်အော်တူအယောင်အဝယ်လောက်သွားတယ်ဖြစ်တဲ့အတွက်လက်ရှိက BTC ဆေးကဘယ်လောက်ရှိသွားပြီလဲဆိုရင်85,900ရှိသွားပြီ86,000လောက်ရှိပြီဖြစ်တဲ့အတွက်ခုနက order ကဘယ်လောက်လဲ85,000ပေါ့နော်ခုနက86,000ဖြစ်သွားပြီဆိုတော့ဒီ order ကအလုံးမလုံးတော့ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ပိတ်လိုက်တော့မယ်ပိတ်ပြီးမှတခါပြန်ဝင်လို့ရတယ်ပေါ့နော်ပြန်မဝင်လဲရပြန်ဝင်တော့ရပါပေါ့နော်ဒီ great profit ကြတော့သူကနည်းတာပေါ့နော် future လောက်တော့ profit မများပေါ့နော်ဒါပေမဲ့ကိုအပင်ပန်းခံပြီးတော့လုံးနေစရာမလိုလို့ဆရာထိုင်ကြည့်စရာလည်းမလိုဘူးပေါ့နော်အရှိခံလုံးဝမရှိတဲ့လူတွေအတွက်ဆိုရင်တော့ဒီ great trading ကတော့ပို့ပြီးတော့အဆင်ပြေမယ်လို့တော့ထင်တယ်ဘာဖြစ်လို့လဲဆိုရင်အများကြီးမရှုံးဘူးပေါ့နော်အများကြီးမမြတ်ဘူးဆိုပေမဲ့အများကြီးမရှုံးဘူးပေါ့နော်ဒါပေမဲ့BTC ဆေးနှုန်းနဲ့လဲဆိုင်တယ်ပေါ့နော် BTC ဆေးတက်ရင်တော့ဒါပို့ပြီးတော့ရတာပေါ့နော် BTC ဆေးကြခဲ့မယ်ဆိုရင် BTC တန်ဖိုးကြတာနဲ့အတူတူပဲဖြစ်တဲ့အတွက်ကိုရဲ့အရင်လဲအနည်းငယ်ရှုံးမှာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ great ကြတော့ great trading ကြတော့အခြေခံမရှိတဲ့လူနဲ့ဒီဇာတ်တွေကိုမကြည့်တတ်တဲ့လူတွေအတွက်အဆင်ပြေပါเนาะအဲ့တော့ကျမတို့ဒီ order လေးကိုအဆုံးသတ်ကြရအောင်เนาะအဲ့တော့ ENDN ကိုနှိပ်လိုက်ပါเนาะ okay ပြီးရင် confirm ကိုနှိပ်လိုက်ပါအဲ့တော့ how do you think about support grid board ဒီ support grid board နဲ့ပတ်သက်ပြီးတော့ AI ဒီ AI training နဲ့ပတ်သက်ပြီးတော့စင်ပြေလာအောင်เนาะစင်ပြေပါပေါ့เนาะ30ပေးလိုက်မယ်ပေါ့เนาะအဲ့တော့ဒီဟာပေါ့เนาะဒီဟာလေးကိုနှိပ်လိုက်မယ် symbol UI လေးကိုနှိပ်လိုက်မယ်ဖြစ်ပါเนาะ okay ပြီးရင် submit ကိုနှိပ်လိုက်မယ်ဖြစ်ပါเนาะ thank you so much for your feedback ပေါ့เนาะဒီပေါ့เนาะ okay ဒါဆိုရင်ကျမတို့ရဲ့ training ပေါ်ထားပြီးသွားပြီဖြစ်ပါတယ်เนาะအဲ့တော့ကျမတို့ရဲ့ပတ်စံကိုဒီမှာเนาะ support မှာပြန်ရောက်လာပြီပေါ့เนาะ152 USDT ပေါ့เนาะ